28ရက်3လ2025တောက်ကြနေမနက်ပိုင်း304နောက်ပိတ်304နောက်ပိတ်မှာ3ရတဲ့ထိပ်ကြီးတည်းတဲ့အတွက်ပတ်စံရှိတဲ့လူတွေကထိုးနိုင်ရင်3ညနောက်ပိတ်4နောက်ပိတ်ဆွဲတာအဲ့ဒါပိုင်းလာမှာနော်ရုံတဲ့လူထိုးပေါ့ဩက3ည4 3ညဘူးနှစ်ကွက်ကိုတင်ထိုးပဲစားရှိနေတာထိုး3ည4 3ညဘူး3ည4ကိုတော့နည်းနည်းအားရပါဘူးကျွန်တော်အကြိုက်ဆုံးတော့က3ညဘူးဩကတင်တာ3ညထိပ်ကြီးလည်းတွေ့တယ်နောက်ပိတ်လည်းတွေ့တယ်3ညတစ်လုံးမာတယ်နော်ရုံတဲ့လူတွေထိုးတာကြနော်ကျွန်တော်မားတယ်ကအားတဲ့ချိန်လေးပဲတင်လို့ရတယ်ကျွန်တော်ဗီဒီယိုပေါက်ခဲ့တဲ့လူတွေရှိတယ်ကျွန်တော် like and subscribe လေးနှိပ်ပေးပါကြအောင်နော်ပေါက်ထိတ်တင်လို့ပေးတာစေနာသင်္ကန်းရုံတဲ့လူထိုးပေါ့ရုံတဲ့လူကြော်သွားပါပဲ